မမိုးကြီးမနဲ့အစိုးရထားပြီးတော့ရေချိုးကန်ဝင်ပြီးတော့ရေချိုးပြက်လိုက်မိတယ်ကိုလည်းဆက်ဆုပ်တယ်လို့ခံစားရတယ်အရက်နဲ့နဲ့အန်ဘက်ဆိုရီကဆွဲကပ်နေတယ်လို့ခံစားရလို့ဆက်ပြောင်အကျဉ်းချင်းတိုက်ပြစ်မိတယ်မင်္ဂလာဦးညာဆိုတာစိတ်ပြက်စရာယုံမုံစရာဆိုပြီးတော့မမိုးကြီးခံစားနေရတယ်ဝတ္ထုတွေထဲမှာဖတ်ရတယ်လို့တက်မှာဆွဲမက်စရာကောင်းတဲ့မင်္ဂလာဦးညာဆိုတာသူ့အတွက်တော့ဆက်ဆုပ်စရာဖြစ်နေတယ်တညာတာအတွက်လောကငရေကိုခန်းစားလိုက်ရခြင်းလည်းဖြစ်တယ်။အကျဉ်းနာနဲ့ကြည်နူးတာယာမှုတွေကိုမျှော်လင့်ရတယ်။တကယ်တမ်းရလိုက်တာကရမတ်တွေကြမ်းတမ်းစွာနဲ့ဆက်ဆံမှုတွေထိတ်လန့်ကြောက်ရွံ့မှုတွေနန်းစော်မှုနဲ့ဝမ်းနဲ့ကြေကွဲစရာတွေစိတ်ပြက်စရာတွေမနဲ့လင်းတော့နေမင်းတရားအဲ့ရပေါ်မှာပိုးဆိုးပတ်ဆက်ကိုအိပ်ပျော်နေတယ်။လက်မထက်ခင်တော့ရှိခဲ့တဲ့တန်ရောစင်လေးနည်းနည်းပပတော့မှထွက်ပြေးပျောက်ကွယ်သွားကြပြီ။သူ့မနိုးအောင်ကတင်ပေါ်ဟာဆင်းခဲ့ရတယ်။သူ့အိတ်ဟာနိုးမအောင်တော့မှစိုးရိမ်နေမိတယ်။လင်းယောက်ကြားတယောက်အဖြစ်နဲ့ချစ်စိဆိုလို့မြူးတမုံမှမရှိဘူး။တာမန်ခင်မင်းချစ်ခင်နဲ့စိတ်တောင်မှမဖြစ်ဘူး။မေရဲ့မာကုန်ပြီ။မျက်ရည်တွေကရေပန်းကကျလာတဲ့ရေပေါက်တွေနဲ့ရောနှောသွားကြတယ်။ဒီပုံတိုင်းဆိုရင်တော့ရှေ့ဆက်ဘလို့ခီးသွားမလဲ။ရေချိုးပြီးလို့သူ့နိုးလိုက်တော့မှဘလို့ဆက်ဆံရမလဲမသိဘူး။ရေပန်းမြေတဲ့ကြောင့်သူ့နိုးလာမှတော့မှစိုးရိမ်စိတ်ဖြစ်မိတယ်။ရေပန်းကိုပိတ်ပစ်လိုက်တယ်။ရေချိုးခန့်အตาရထွက်ခဲ့တယ်။တနခါသွင်းရင်လေသူ့နိုးမှာဆိုလို့တနခါမလင်းဖို့ဆုံးဖြတ်လိုက်မိတယ်။မျက်နှာပြောင်းခြင်းလဲပြောင်းပါစေတော့။အဝတ်စားလဲပြီးတော့သူ့မနိုးခင်အပြင်ထွက်ပြီးတော့အမေအိမ်ကိုပြေးသွားခြင်းနဲ့အမေရင်ခွင်မှာမျက်နှာအပ်ပြီးတော့အာပါတရားငိုပြက်လိုက်ခြင်းနဲ့အဝတ်လဲပြီးရနဲ့တကားလက်ကင်ကိုအသာလှည့်ပြီးတော့သူထွက်ခဲ့တယ်။မမို့တိတ်ဆိတ်နေလို့အတန်ကကျေလောင်တယ်။အနောက်ကခေါ်တန်းကြောင့်မမို့ရဲ့တကူလုံးတုံသွားတယ်။ဘယ်သွားမလို့လဲ။မင်းရဲ့လေတန်းကညင်ညင်တသားပဲ။ညာလေတန်းမျိုးမဟုတ်ဘူး။မမို့အေးဘာဖြစ်ရမှန်းလည်းမသိဘူး။ခဏလေးနေပါဟောအတူစင်းတာပေါ့။သူအိမ်ဟာပေါ်ထားတယ်။ကျွန်တော်ရေရှိုးလာမယ်နော်။မြန်ပါတယ်ခဏလေးပါ။ပြောပုံဟာတောင်းတောင်းပန်ပန်နဲ့မမိုအေးစွတ်ထွက်သွားဖို့လည်းခက်နေတယ်။ဆွဲလာရမ်းလာလည်းမလုပ်ဘူး။ဟိုမှာခဏထိုင်ပါဦး။ dream bag ကိုညွန်ပြတယ်။သူ့မျက်နှာပေါ်မှာကျင်နာတဲ့အပြုံးရက်ကလေးတွေနဲ့ဟုတ်ရပါတယ်။အဲ့ဆိုလေတနခါလိမ့်လိုက်အောင်မေ။ကောင်းတာပေါ့။မမို့မွေးကျင်လိုက်တာ။ဒါမဲ့တက်တက်ရှိချင်းလေးဖြစ်သွားလို့ကျွန်တော်ရေချိုးလာအောင်မယ်နော်။သူကရေချိုးကန်းထဲကိုအပြေးလွှာဝင်သွားတယ်။ညပုံနဲ့လုံးဝမတူပါလား။သူညာမူးနေလို့ထင်ပါရဲ့မချော်ခင်ကပျော့ကျင်နေတဲ့ကိုယ်သဘောထားကိုသတိထားမိတယ်တက်ပြင်းလေးတစ်ချက်ကိုမတိမတာချပြီးတော့ကြောက်ပြင်ရှိမှထိုင်လိုက်ရတယ်တနခါသွေးပြီးတော့လိမ့်နေသူရေချိုးကန်းကထွက်လာတဲ့ကိုကြားရတယ်အဝတ်စားလေးတွေခေါင်းပြီးတယ် body spray ဖြန်းနေ body spray ဖြန်းနေရဲ့အတန်နဲ့တူတင်းပြက်တဲ့အနံလေးကိုလည်းရတယ်သူပြောတဲ့အတိုင်းပဲမြန်နေမမိုးအေးတနခါလင်းပြီးတော့မတ်တက်ရက်လိုက်တော့မမိုးအေးရဲ့ဘေးမှာမမရက်နေတယ်ကျင်းပေါင်းမိအပြာနုနဲ့စပိုးရှက်အင်ကြီးအဖြူကိုဝတ်ထားတယ်။တက်တက်ရဲ့တက်တန်ရှင်းရှင်းနဲ့မျက်နှာလေးကြည်ကြည်လင်းလင်းနဲ့ဟိုညတငယ်ချင်းတွေလေအတင်းဝိုင်းပြီးတော့တိုက်ကြနဲ့ကျွန်တော်တော်တော်လေးကိုမူသွားတယ်မမိုးရဲ့ပါးပြင်ပေါ်မှာမျက်ရည်တွေကစီးကြလာတယ်။ဟာဟေးမငုံနဲ့လေတနခါးတွေပြက်ကုန်မှာပေါ့။သူကမျက်ရည်တွေကိုကြပြကြရတုပ်ပေးတယ်။တကယ်ကိုကြည်ကြည်နာနာနဲ့အခုမှမမိုးရဲ့ရင်ထဲမှာဝမ်းနေလာလို့မစင်မင်းနဲ့ရွာတဲ့မိုးလိုပဲရှာကြီးတငင်မဲငိုးပြစ်လိုက်တယ်။အိုးမိုးရဲ့ကျွန်တော်စိတ်မကောင်းလိုက်တာ။ဟိုကျွန်တော်တောင်းပန်ပါတယ်ဗျာ။နေမင်းတရားမိုးအေးကိုရင်ခွင်မှာပွေ့ပိုက်ထားလိုက်တယ်။မမေရင်ခွင်မှာမငိုရတော့ဘဲနဲ့သူ့ရင်ခွင်မှာမျက်နှာအပ်ပြီးတော့မိုးအေးအပါတရားပဲငိုးပြစ်လိုက်တယ်။ကျွန်တော်မှားသွားတယ်ဗျာ။ကျွန်တော်ညအရင်မှုသွားတယ်။နေမင်းတရားမိုးအေးရဲ့ကြောပြင်လေးကိုပုတ်ပေးနဲ့ချော့နေတယ်။မိုးအေးကတော့ငိုးနေတော့မယ်။မိုးအားနာလိုက်တာဗျာအာပါတီကငိုလိုက်ရလို့မိုးရဲ့ရင်ထဲမှာပေါ့သွားတယ်ဒါပေမဲ့ရှိုက်တန်ကတော့ကြမ်းနေစေပဲဟိုမင်္ဂလာဦးညလေးမလှမပဖြစ်သွားတာကျွန်တော်ကြောင့်ပါမိုးမကြည့်နဲ့ကျွန်တော်ရိုက်လေသူကမိုးရဲ့မျက်နှာလေးကိုရင်ခွင်ထဲကနေခွာလိုက်ပါတယ်မိုးရဲ့လက်ကိုဆွဲယူတယ်ရိုက်ပါမိုးရဲ့ကျွန်တော်အပြစ်ပေးစမ်းပါမိုးအေးကမရိုက်ဘူးမိုးတနာလိုက်တာဗျာသူကမိုးအေးရဲ့မျက်ရည်တွေကိုသူ့လက်နှစ်ဖက်နဲ့တုပ်ပေးတယ်။သူ့ရှိမမမိုးအေးကကလေးငယ်တယောက်လိုဖြစ်သွားတယ်။မောပါအောင်မိုးရဲ့ကျွန်တော်ခွင့်လွတ်ပါနော်
နေမင်းတရားမမိုးအေးရဲ့မေးစီကလေးကိုဆွဲကင်ပြီးတော့မျက်နှာကိုအตาရပဲမော့လိုက်ပါတယ်မမိုးအေးရဲ့မျက်နှာလေးကအလိုက်တင်မော့ပါလာတယ်ပြီးတော့မမိုးအေးရဲ့မျက်နှာလေးကိုနေမင်းတရားကြည်ကြည်နာနဲ့နမ်းလိုက်ပါတယ်တကယ်ဟိုမှညင်ညင်တတလေးမမိုးရင်ထဲကအမုန်းနာတွေကပြေသွားတယ်နှလုံးခုန်တန်နေတောင်မှမြင်လာတယ်ကျွန်တော်လေမမိုးကိုချစ်တယ်တူတူလေးပြောတဲ့စကားမင်္ဂလာဦးညလွန်မြောက်ပြီးတော့မှအချစ်စကားတွေကြားနေရတယ်အနမ်းတွေကလည်းတပွင့်မီတပွင့်မမိုးရဲ့ပါးပေါ်မှာကြွေကြနေတယ်ကျွန်တော်မတုံ့ပြန်တော့ဘူးလားမမိုးရဲ့မျက်နှာပေါ်မှာလေအမုန်းနာတွေကပျောက်ကွယ်နေပါပြီဒါပေမဲ့လည်းမနှမ်းရဲသေးဘူးနမ်းရမအောင်ရှက်နေတယ်ရင်ထဲမှာလေအချစ်ကိုတုံ့ပြန်တဲ့စိတ်တွေကလည်းဖြစ်နေပါတယ်ဟိုကျွန်တော်ကိုခွင့်လွှတ်တယ်ဆိုရင်နမ်းပါလားနေမင်းတရားကသူ့ပေါက်အတင်းပဲထိုးကပ်ပေးနေမမိုးကြီးလည်းတက်တာလေးပဲနမ်းလိုက်ပါတယ်ဟာဝမ်းသာလိုက်တာမမိုးရဲ့နေမင်းတရားကမမိုးကြီးကိုသူ့ရင်ခွင်ထဲမှာထွေးပွေထားလိုက်ပါတယ်နှစ်ယောက်သားမင်္ဂလာကတင်ပေါ်ရောက်သွားကြတယ်စိတ်ပြက်ဆက်ဆုပ်စရာမင်္ဂလာဦးညကိုလွန်မြောက်ပြီးတော့မှကြည်နိုးနှစ်သက်စရာမင်္ဂလာမနက်ခင်းကိုကြုံတွေ့ကြရတယ်